Sony A6400 ကင်မရာဒီကင်မရာကိုမဝယ်ပါနဲ့ကျွန်တော်ထပ်ပြောမယ်အထူးသဖြင့်ဗီဒီယိုရိုက်မဲ့လူတွေဗီဒီယိုဂရာဖာလုပ်မဲ့လူတွေမဝယ်ပါနဲ့အထူးသဖြင့်တော့ beginner တွေ vlogger လုပ်မဲ့လူတွေမဝယ်ပါနဲ့ okay ဒါဆိုရင်ဒီကင်မရာမကောင်းလို့လားအဲ့လိုလည်းမဟုတ်ပါဘူးကျွန်တော်ဒီနေ့ရှင်းပြပေးမယ် okay ကျွန်တော်ဒီ content လေးကိုလုပ်ရတဲ့ရည်ရွယ်ချက်လေးရှိတယ်ဘာလို့လဲဆိုတော့တနေ့ကျွန်တော်ဘာကင်မရာဝယ်ရမလဲအကိုဘာကင်မရာဝယ်ရမလဲဆရာညီမတို့ကတော့အခုမှဟိုဟင်းချက်တဲ့ blog လေးတွေရိုက်ချင်လို့ပါဒါမှမဟုတ်review လေးတွေရိုက်ချင်လို့ပါတချို့ကြတော့လည်းကျွန်တော်တို့ဒါ beginner လေးပါအပျော်တမ်းဗီဒီယိုလေးတွေဖန်တီးခြင်းလို့အပျော်တမ်းဒီ travel vlog လေးတွေရိုက်ချင်လို့ပါဆိုတော့အဲ့လိုလာမေးတဲ့လူတွေအရင်များတယ်ပေါ့နော်ဆိုတော့ကျွန်တော်တက်နိုင်တဲ့လောက်အားလောက်စိတ်ရှိလက်ရှိနေပြန်ဖြည့်ပေးတယ်ဆိုတော့ကျွန်တော်တစ်ပတ်မှာ2ခါလောက်ကျွန်တော်အမြဲတမ်းဖုန်းဖြည့်ပေးရတဲ့မိကုန်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကင်မရာကိုဘယ်လိုသုံးရမှာလဲပေါ့နော်ဆိုတော့ဒီ Sony A6400 ကိုဘယ်လိုသုံးရမှာလဲပေါ့သူတို့ဝယ်လိုက်တာမှားပြီလားပေါ့အဲ့ဒါလေးကျွန်တော်အမြဲတမ်းလာတိုင်းကျွန်တော်သတိထားမိတယ်တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ်2ခါလောက်ဖြစ်ဖြစ်အမြဲတမ်းမေးခံရတယ်ဆရာလောက်ပေါင်း6400ကျွန်တော်မသုံးတတ်ဘူးတေးလေးနဲ့ပေါ့နော်ဆိုင်ရတော့ကောင်းတယ်လို့ပြောလိုက်တာပဲဆိုတော့ဒီနေရာမှာကျွန်တော်ကင်မရာဒီစက္ကန့်ရောင်းတဲ့လူတွေပဲဖြစ်ဖြစ်အသစ်ရောင်းတဲ့လူတွေပဲဖြစ်ဖြစ်ပြောချင်တာကနည်းနည်းလေးတော့ကျွန်တော်အရှိမလဲအဲ့ဒါ content လုပ်ပေးဘူးလို့ဆဲခံရတယ်ဆဲခံရဘူးတယ်ခုမှစဟောဖြစ်မဲ့လူတွေအတွက်ဆိုရင်နည်းနည်းလေးတော့ guide လေးပြပြီးတော့ရောင်းပေးတဲ့တယ်လို့တော့ကျွန်တော်ထင်တာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုဝယ်ပြီးတော့ဘာမှမလုပ်တတ်တော့ပြန်ရောင်းတော့4-5သိန်းကအလကားရှုံးအောင်အဲ့လိုလူမျိုးတွေကတော်တော်များနေပြီဗျဒီကင်မရာအရန်ကောင်းတယ် price to performance လည်းအရန်ဖြစ်တယ်ပြီးတော့အရန်လည်းသုံးလို့အဆင်ပြေတယ်နည်းနည်းဘယ်လိုခေါ်မလဲကျွန်တော်အဲ့ဒါကိုပြောရင်နည်းနည်းရိုင်းဝန်းမှာဆိုလို့ဒီ old school နည်းနည်းဆန်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ camera တွေပေါ့ဒီ camera access တွေဒီ Aslor တွေ HLG တွေကိုမသုံးတတ်တဲ့လူတွေအတွက်ဆိုရင်ဒီ camera ကဘလို့မှအဆင်မပြေဘူးဥမာမယုံလို့ရှိရင်ခင်ဗျားတို့အနေနဲ့ Google မှာဖြစ်ဖြစ် ChatGPT မှာဖြစ်ဖြစ်သွားမေးကြည့်လိုက်ကျွန်တော်အပုံမပြောဒီ easy for beginner တွေအတွက်က6400ပါမနေဘူးအဲ့ list ထဲမှာ okay သူများတွေအရန်ညွှန်းတယ်6400လေးကအဆင်ပြေတယ်အရန်ကောင်းတယ်တကယ်လဲဟိုပွဲတွေမှာသုံးလို့ရတယ်ပေါ့နော် event တွေပါတွေ wedding တွေမှာသုံးလို့ရတယ်ဆိုပြီးတော့ဟုတ်ပါတယ်ညွှန်းပေးတဲ့လူတွေဘက်ကလည်းအရန်မမားပေမဲ့ easy to use ကဘလို့မှဖြစ်မနေဘူးဘာဖြစ်လို့လဲကျွန်တော်ဒီနေ့ပြောပြပေးမယ်ဆိုတော့အဓိကအရင်ဆုံးတက်တဲ့ပြဿနာကဒီကောင်က body image stabilization ဆိုတဲ့သူ့မဲ့ဒီ body ထဲမှာပါတဲ့ stabilize လုပ်ပေးတဲ့ဟာမပါဘူးအဲ့တော့ဘာလို့လဲဆို vlogger သမားတွေကရရင်တုံနဲ့ဆရာအရန်တုံနေပေါ့နော်ကျွန်တော်အရှိမကျွန်တော်ရဲ့တင်တန်း batch 3-4ခုမှာလည်းအဲ့လိုမျိုး6400ဝယ်ပြီးတော့တိုင်ပတ်နေတဲ့လူတွေအများကြီးရှိအခုချိန်ထိကိုရှိတုံးပဲဆိုတော့အရန်တုံနေပေါ့နော်သူတို့ဘလို့မှဟိုရိုက်လို့မရဘူးပေါ့ okay ကျွန်တော်တို့ဆိုတာ gimbal လေးနဲ့လူမျိုးလေးရိုက်ပြီးတော့ကျွန်တော်တို့ editing မှာနည်းနည်း stabilizer လေးပါလေ what stabilization လေးပါလေပြန်လုပ်လိုက်လို့ရှိရင်ဒါကကျွန်တော်တို့ကသုံးလို့ရမှန်းသိပေမဲ့ beginner ကအဲ့လိုမသိသေးဘူးဗျပြီးတော့နောက်တစ်ခုကကျွန်တော်ပြောချင်တာဒီကောက်မှာကကျွန်တော်တို့ဘာလဲဆိုတော့ vlogging သမားတွေအတွက်ဒီ headphone ပြန်ပြီးတော့နားထောင်လို့ရတဲ့အပေါက်ပါမနေပြီးတော့နောက်တစ်ခုတိုက်စီပါမနေ HDMI ကလည်း micro လေးပဲဖြစ်နေတယ်ပုံမှန်သုံးနေကြကျွန်တော်တို့ HDMI မဟုတ်ဘူးနောက်ဆုံး mini တောင်ဖြစ်မနေဘူးပြတော့လုံးဝ micro ပြီးလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ဟိုဟာကလည်းရိုးရိုး Android ချိုးပေါ့နော်ပြောမယ်ဆိုလို့ရှိရင် easy to use ကဘယ်လို့မှဖြစ်မနေဘူးဆိုတော့ဒီနေရာမှာကျွန်တော်ထပ်ပြောမယ်နော်အခုပြောနေတာဓာတ်ပုံနဲ့ဘာမှမဆိုင်ဘူး photography နဲ့ဘာမှမဆိုင်ဘူးနော်ကျွန်တော်အခုပြောနေတာကျွန်တော်ရဲ့ knowledge sharing ရဲ့ရည်ရွယ်ချက်ပေါ့ကျွန်တော် videography အတွက်ပဲပြောနေတာပေါ့နော်ပြီးတော့နောက်တစ်ခုကဒီကောင်းဒီမှာသုံးတဲ့ deck case ပေါ့နော်ဒီ deck case ကတော်တော်လေးကိုဖောင်းတာအရင်မြန်တယ် original နဲ့ဖောင်းတာပဲပြီးရင် heat တအားတက်တယ် okay နော်ဆိုတော့အလှပွဲတွေဘာတွေရိုက်ပေးဖို့တော့မညှိုးပေးပါနဲ့ကျွန်တော်တကယ်ပြောတာပါသိလားအဲ့ဒီဟိုဒီကင်မရာရောင်းတဲ့လူတွေကိုလည်းကျွန်တော်မြစ်တာရက်ခံတယ်6400ကိုအလှပွဲရိုက်ဖို့တော့ဒီဗာလဲကျွန်တော်တို့ဒီ event ပွဲဒီစကားဟောပြောပွဲတွေဘာတွေရိုက်ဖို့အတွက်မညှိုးပေးပါနဲ့ဆိုတော့ heat တက်တဲ့ limit လည်းရှိတယ်ဘလို့မှအောက်ဘူးမှာအဆင်မပြေနိုင်ဘူးအဲ့ဒါကိုနားမလဲပဲ 4K နဲ့ရိုက်လို့ကြွသွားတဲ့အလုံးတွေလည်းအများကြီးရှိတယ်အရန်ပူပြီးတော့ဆိုတော့အဲ့ဒါလေးဟိုပေါ့နော်နည်းနည်းလေး user တွေကိုပြောပေးပါเนาะအဲ့ဒါလေးကျွန်တော်ပြောချင်တယ်ပြီးတော့နောက်တစ်ခုကခုနကကျွန်တော်ပြောသလိုပဲသူ့မှာပါတယ်ကျွန်တော်တို့ဒီ profile တွေကို gamma ဒီ Aslor ပေါ့နော်အထူးသဖြင့် Sony ဆိုတော့ S ပေါ့အဲ့တော့Aslor အဲ့ lock ဟိုဟာမတုံးတက်လို့ရှိရင်ဒီကောင်ကတုံးရတာမတန်ဘူးဟိုဟာကျွန်တော်တို့ဆိုရင်ဒါ HLG တုံးတယ်ဒါမျိုးဟို hybrid တော့ဖြစ်ပါတယ်မဖြစ်ဘူးလို့ကျွန်တော်မပြောဘူးဗီဒီယိုရောဓာတ်ပုံရောရိုက်လို့ရတာမှန်တယ်ဒါပေမဲ့
beginner အတွက်မဟုတ်မနေခုနကကျွန်တော်ပြောသလို content creation လုပ်မဲ့လူတွေလည်းအဲ့လိုမျိုးဟိုကိုကခုမှ beginner blogger အဲ့လိုပုံစံမျိုးလူတွေအတွက်ဆိုလဲတုံးကအရန်ခက်တယ်ဆိုတော့ကျွန်တော်ဆိုရင်အများအားဟိုနောက်ဆုံး M50 ပေါ့နော် Canon က M50 ရမှာနည်းနည်းသုံးလို့ကောင်းသေးတယ် Canon ရဲ့ color science အရာဆိုလို့ရှိရင်ပေါ့နော်ပြီးတော့ဒီကောင်ကကျွန်တော်ပြောပြရမယ်ဒီ6400က Sony ကင်မှုတဲ့လူတိုင်းသိတယ်သူကအဲ့လိုမျိုး profile picture တွေကို off ရိုက်ပြီးတော့ထွက်လာတဲ့ look ကတော်တော်ကိုဆိုးတယ်ပိုဆိုးတာက beginner လုံးဝမထိန်တတ်ဘူးအဲ့လိုမျက်နှာကြီးဘန်းကွဲပြီးထွက်လာတာ highlight တွေတအားများပြီးတော့ပေါ့နော်ဆိုတော့ဟိုအဲ့ဒီမှာကြည့်ပြီးတော့ဟာဒီကင်မရာကဘလုံးမှသုံးလို့အဆင်မပြေဘူးတော့သူတို့အရင်တော့ကသုံးတဲ့ကင်မရာနဲ့မတူဘူးဘာညာဆိုပြီးတော့အဲ့လို brand change တဲ့လူတွေတောင်မှပြဿနာတက်တယ်ပေါ့နော်ဒီကောင်စပေါ်လာတဲ့2019ဒီ20အဲ့ဒီဝင်းကျင်မှာကလေးကဒီကောင်ကကိုင်းရတော်တော်ခက်တယ် YouTube မှာဆိုလို့ရှိရင်လည်းဒီ6400ရဲ့ user guide တွေဆိုတာအများကြီးရှိတယ်အဲ့ကောင်ကြီးကလည်း view rate တွေတအားများတယ်ကျွန်တော်မရဆိုရင်ဟိုကိုမင်းတန့်ကိုလာမသိဘူးအဲ့ဒီကိုကျွန်တော်ဟိုကင်မရာရောင်းမှုတယ်သူမဟုတ်ဘူးကွာသူနဲ့အတူတူကျွန်တော်တို့ဟိုဟာလောက်တာလေသူနဲ့အတူတူအမြဲတမ်းတွေ့ရတဲ့အကိုတယောက်ရှိတယ်ဟုတ်မယ်ထင်တယ်မသိဘူးပြကျွန်တော်ဒီဘက်မှာကျွန်တော်ပုံလေးပြန်ရှာပြီးတော့ကျွန်တော်ဒီမှာပုံလေးပြထားပေးမယ်အဲ့လိုမျိုး user guide လေးတွေနည်းနည်းသွားကြည့်ပါဘာလို့လဲဆိုတော့သူတို့ရှင်းပြထားတာလေးဆိုရင်ဗျအဲ့မှာအဲ့လိုမျိုးတယောက်ယောက်နားလေတဲ့လူတယောက်ယောက်ကသုံးမှဒီကင်မရာအဆင်ပြေမှာပြီးတော့နောက်တစ်ခုကျွန်တော်ပြောပြမယ်သူ့ရဲ့ menu ကလည်းဘာမှမသိဘူးစာမျက်နှာတွေအများကြီးနဲ့ဘာတွေရေးထားမှမသိဘူးဒါပေမဲ့အခုနောက်ပိုင်းကင်မရာတွေမှာတော့မဟုတ်တော့ပါဘူးကျွန်တော်တို့အခုအသစ်ထွက်တဲ့ဒီ6900တို့74တို့75တို့မှာဒီလိုမျိုးတွေမဟုတ်တော့ဘူးဗျာဆိုတော့ဟိုဓာတ်ပုံရိုက်ရင်ကတော့24 megapixel လေးနဲ့ raw လေးနဲ့ဘာလေးနဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲဓာတ်ပုံဆိုတာမျိုးက lens ကောင်းလေးရှိပြီးတော့ကိုတေချာလေးဒါဟို portrait လေးတွေဘာလေးတွေကကြည့်ကြပြီးတော့တော်ရုံ guide တစ်ခုလောက်ကြည့်ပြီးရိုက်လို့ရတယ်ဆိုရင်ဗီဒီယိုကကျွန်တော်တို့ lighting တွေရှိရယ်သူ့ရဲ့ theory တွေရှိရယ်ပြီးတော့နောက်တစ်ခုကသူများက6400နဲ့ရိုက်လိုက်လို့အဲ့လွတ်ထွက်နေတယ်ဆိုတော့ကိုကထွက်ချင်မှထွက်မှာအဲ့လိုမျိုးတွေရှိရယ်ဗျာဆိုတော့နောက်တစ်ခုကခုနကကျွန်တော်ပြောသလိုပဲအထူးသဖြင့်တက်ခဲကအရန်ဖောင်းလွှားကြည့်ရယ်ခဏဖောင်းနေအဲ့တော့ခဏဝယ်ထဲရတယ်ဟောပြီးနောက်တစ်ခုက heat issue ရှိရယ်ပြီးနောက်တစ်ခုကခုနကကျွန်တော်ပြောသလိုမျိုးပဲrecording limit တွေရှိရယ်ပြီးတော့သူ့မှာပါတဲ့ function တွေကခုနကကျွန်တော်ပြောသလိုမျိုးအပေါက်တွေကမစုံတာတွေရှိရယ် flip screen ကလေကျွန်တော်တို့ဟောဒီလိုမျိုးသူကအပေါ်ကနေအဲ့လိုမျိုးကြည့်ရဆိုတော့မြင်ရတာလို့မမြင်ရတာလို့ဆိုတော့အဲ့လိုမျိုးတွေရှိရယ်เนาะကျွန်တော်တို့ vlogging camera တွေဆိုတာသူကဒီဘက်ဘေးကနေပြီးတော့ဒီလိုထွက်တာဒီဘက်ဘေးကနေ screen လေးကနေပြီးတော့ဒီဘက်ကိုကျွန်တော်တို့လှည့်လိုက်တာပေါ့เนาะအဲ့လိုပုံစံမျိုးဆိုတော့ဒါ beginner နားလည်အောင်ရှင်းပြတာပါသုံးတက်တဲ့လူတွေတော့ကတော့အဆင်ပြေတယ်ကျွန်တော်ပြောတာဥမာကျွန်တော်တို့ဆိုလေ6400နဲ့ပဲစခဲ့ရ6400ကကျွန်တော်တို့ဆိုရင်လုံးဝလမ်းအစပဲတော်ရုံ ADS တော်ရုံဒီ wedding video လေးတွေ short film လေးတွေအဲ့လိုမျိုးလေးအကုန်လုံးဆိုကျွန်တော်လေ6400နဲ့ပဲဖြုတ်ခဲ့တာယူရယ်ဒါပေမဲ့ကျွန်တော်ပြောတာသုံးတက်ဖို့လိုတယ်ခိုင်းတက်တယ်ဗျာကျွန်တော်ပြောတာခိုင်းတက်တဲ့လူတွေမှာအဆင်ပြေပဲဆိုပေမဲ့ဟို beginner ဆိုရင်တော့မှဗျာဥမာ तू ကလုံးဝတင်တန်းတက်တော့မယ်ပြီးလို့ရှိရင်ဒီတင်တန်းကနေပြီးတော့သူ့အသေးချာလေးစနစ်တကျလေးတင်ပေးလိုက်လို့ဒီကင်မရာကိုနောက်ပိုင်းကဒီ film maker လုပ်မယ် videographer လုပ်မယ်လုံးဝ DOP လုပ်မယ်အဲ့လိုမျိုးအစမှာဝယ်ပြီးတော့ train ကျင်နေဆိုရင်အဆင်ပြေတယ်အဲ့လိုဆရာတွေပါရှိတယ်ဆိုရင်မဟုတ်ရင်နားမလဲပဲနဲ့ဒီကင်မရာကို easy for beginner ဖြစ်မယ်ထင်ပြီးတော့မဝယ်ပါနဲ့ကျွန်တော်ပြောတာရွေးချယ်စရာတွေအများကြီးရှိတယ်ခုနကကျွန်တော်ပြောသလို ZV-E10 လို့ series ရှိတယ်ပြီးတော့ R50 လို့ Canon ပေါ့နော် Canon R50 လို့ဒီ APS-C ထဲမှာဆိုရင်ရှိတယ်သူနဲ့ဈေးသိမ့်မကွာဘူးပြီးရင် M50 လို့ဘာလို့ရှိတယ်နောက်ပြီး M50 လို့ Mark II လို့ဘာလို့လဲရှိတယ်အဲ့လိုမျိုး vlogging ရိုက်တဲ့ကင်မရာတွေတက်ရှိတယ်ကိုက vlogger only လုပ်မယ်ဆိုရင်ကျွန်တော်ပြောတာက GoPro တို့ဖုန်းကောင်းလေးလို့နောက်တစ်ခုကဒီ Osmo လို့မျိုးOsmo Pocket လို့မျိုးကင်မရာလေးတွေကိုစဉ်းစားပါအဲ့လိုမျိုးနောက်တစ်ခုကခုနကကျွန်တော်ပြောတဲ့ဟို lens တွေချိန်ပြီးတော့ကိုက cinematic ဆန်ဆန်လေးရိုက်ချင်တယ်ဆိုလဲ ZV series တွေဘာတွေစဉ်းစားပါဒါမှမဟုတ်လဲတင်တန်းတစ်ခုတက်လိုက်ပါအချုပ်အနေနဲ့ပြန်ပြောရလို့ရှင်တော့မကောင်းမဟုတ်ဘူးကောင်းတယ်ကျွန်တော်တို့လည်းအခုဒီသုံးလုံးမယ်ဒါပေမဲ့ကျွန်တော်တို့ခိုင်းတက်ဖို့လိုတယ်မဟုတ်လို့ရှင်ကိုပဲစိတ်ဆင်းရဲရမယ့်ကင်မရာထဲမှာဒီကင်မရာပါတယ်ဘာလို့ဒီဗီဒီယိုလုပ်ပေးလဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲဟိုတစ်ပတ်ကိုတကယ်2ခေါက်လောက်ကိုကျွန်တော်အမေးခံရတဲ့မေးခွန်းကအဲ့ဒါပဲ6400ကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ဒီမှာเนาะကျွန်တော် guide တော့မလုပ်ပြတော့ဘူးဒီမှာဒီလုပ်ပြထားတဲ့ဒီအကိုရှိရယ်အဲ့ကိုသွားကြည့်ပါเนาะနာမည်မေ့နေလို့ဟုတ်တယ်ဓာတ်ပုံဝါဒနာရှင်တယောက်လားမသိဘူးအဲဆိုတော့ဒီမှာရှိရယ်เนาะအဲ့ကိုသွားကြည့်ပြီးတော့မှ user guide လေးကြည့်ပြီးတော့နေပါသုံးပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဆိုတော့ okay ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘာပြောဖို့ကြံနေလဲ okay